ကဲဒီတစ်ခေါက်လည်းကတော့ Aquarius ကုန်ရာသီဘွားတွေအတွက်2026ကန်စာတာကိုပြောချင်တယ်ဗျမိတ်ဆွေသင်ဟာဇန်နဝါရီ20ကနေဖေဖော်ဝါရီ18ကြားမွေးဖွားသူဆိုရင်တော့ Aquarius ကုန်ရာသီဘွားဖြစ်ပါတယ် Aquarius ကုန်ရာသီဘွားဟာစေတန်ဂျိုအုပ်စိုးမှုထဲမှာရှိတယ်ဗျဒီ Aquarius တွေကလေစိတ်ကူးရင်အရန်ဆန်တယ်ဒါပေမဲ့သူတို့အမြင်နဲ့အရန်ခက်ရှိပြီတယ်လူမှုရေးစိတ်လွတ်လပ်ချင်စိတ်အပြည့်ရှိသူတွေဒီ2026မှာ Aquarius တွေကန်စားတာဘယ်လိုလဲကြည့်ရအောင်ဗျသူတို့အတွက်အဓိကဖြစ်မဲ့အချက်က Aquarius တွေဒီ2026မှာဘဝအလှည့်ပြောင်းကြီးကြုံရမယ်ကိုယ်တိုင်ဆုံးဖြတ်ရမယ့်နှစ်ဖြစ်တယ်ကိုမနေခြင်းတဲ့နေရာကနေထွက်ခွာရမယ့်နှစ်မနေခြင်းတဲ့နေရာဆိုတာအလောက်ကိုင်ဝန်းကျင်လည်းဖြစ်နိုင်တယ်ပတ်ဝန်းကျင်လည်းဖြစ်နိုင်တယ်မလိုချင်တဲ့ relationship တစ်ခုကလည်းဖြစ်နိုင်တယ်ဒါကနေထွက်ခွာရမယ့်နှစ်ဖြစ်ကိုဖြစ်မယ်ကုန်ရာသီဘွားတွေအတွက်အမြင်သစ်လမ်းသစ်ဖွင့်ရမယ်နှစ်ကိုဖြစ်တယ်2026ခုနှစ်ဟာ Aquarius ကုန်ရာသီဘွားတွေအတွက်အဟောင်းတွေကိုချမ်းပြီးအနာဂတ်ကိုရွေးရမယ်နှစ်ပဲဖြစ်ပါတယ်အဟောင်းတွေကိုဖတ်တွယ်ခြင်းနဲ့ဆိုရင်တော့မိတ်ဆွေအနေနဲ့အဟောင်းတွေကြားထဲမှာပဲရှင်သန်နေရမှာဖြစ်ပါတယ်2026မှာကုန်ရာသီဘွားတွေရဲ့အလောက်ကိုင်စီးပွားရေးကံအကြောင်းပြောခြင်းတယ်ဗျအလောက်ကိုင်စီးပွားရေးကံကောင်းတဲ့ချက်တွေကအလောက်ကိုင်ပြောင်းလဲဖို့အကောင်းဆုံးနှစ်ဖြစ်တယ်ဒီနှစ်မှာအလောက်ကိုင်ထဲမှာအကောင်းဆုံးလောက်ကိုင်တွေကနည်းပညာပိုင်းဆိုင်ရာတွေ online business တွေနောက်ပြီးတော့ဒီနိုင်ငံခြားနဲ့ဆက်သွယ်တဲ့အလုပ်တွေရန်ကန်ကောင်းတယ်ဗျကုန်ရာသီဘွားတွေအတွက်ကလေကိုယ်ပိုင်လုပ်ငန်းနဲ့စတင်ဖို့အချိန်ကောင်းဖြစ်တယ်အထက်လူကြီးတွေကကိုယ့်ရဲ့အမြင်အတွေးခေါ်တွေကိုတလေးတစားကိုအာရုံစိုက်နားထောင်လာလိမ့်မယ်တတိထားတဲ့အချက်ကကိုယ်စိတ်အရန်လွတ်လပ်ချင်လို့ခီးတွေထွက်ချင်လို့ဖိစိတ်ဖိစီးမှုတွေများလာလို့ဆိုပြီးတော့ကိုယ်လက်ရှိအလုပ်ကိုစွန့်ပစ်မိတာလည်းဖြစ်နိုင်တယ်ဒါတတိထားရမယ်ကိုကအဟောင်းကိုစွန့်လာတာကိုယ့်အလုပ်ကိုပဲစွန့်ပစ်တာဒီနှစ်ခုကကွဲပြားခြားနားမှုတော့ရှိတာပေါ့ဗျာကိုယ့်ရဲ့အရန်လွတ်လပ်ချင်တဲ့စိတ်ကိုထိန်းပါမစီမံမဲနဲ့ဗျဲလျံလို့ငွေဆုံးရှုံးနိုင်တယ်မိတ်ဆွေအနေနဲ့ကုန်ရံသီဘွားတွေတော့ဗျာထို့သဖြင့်ကိုဘာမှမဆုံးဖြတ်ခင်နှစ်ကြိမ်စဉ်းစားပါဒီလောက်ကိုလုပ်ဖို့အတွက်သေချာစဉ်းစားပါနောက်တစ်ကြိမ်ပြန်စဉ်းစားပါအကြံပြုချင်ပါတယ်ငွေကြေးကံကတော့အရန်ကောင်းတဲ့နှစ်တော့မဟုတ်ဘူးဗျဝင်ငွေတစ်ဖြည်းနဲ့တက်လာမယ်ဝင်ငွေတွေများတယ်ဒါပေမဲ့များတော့လည်းဝင်ငွေတွေကုန်တဲ့နှစ်ဖြစ်တယ်တခြား online income လေးတွေကနေတော့ငွေရလာနိုင်တယ်ရုပ်တရက်မမျောလိမ့်မယ်အသုံးစိတ်ကြီးတာတွေကြုံနိုင်တယ်ခရီးသွားတာပဲဖြစ်ဖြစ်ကျမရေးအတွက်ပဲဖြစ်ဖြစ်လူဒီဖတ်တော့ငွေချီးငှားလိုက်ရဖြစ်ဖြစ်နောက်ပြီးတော့အရန်ဝယ်ခြင်းချမ်းသာတဲ့စိတ်တွေဖြစ်နေတတ်တယ်ဒါကြောင့်ရုပ်တရက်အသုံးစိတ်ကြီးမားလိုက်တယ်လို့ပြောတာပါမလောက်တဲ့နေရာတွေကတော့သူများစီကပတ်စံချီတာသူများကိုကိုကချီတာသူများကိုကိုကကြားတဲ့ကအာမခံပြီးတာလုံးဝမလုပ်သင့်ပါဘူးမိတ်ဆွေတကယ်ကြီးနဲ့ငွေကိစ္စအလုပ်ကိစ္စလုံးဝမလုပ်သင့်ပါဘူးကံကောင်းစေတဲ့အချက်ကငွေကိုတစုချင်းခွဲတာပါစားဖို့သိမ်းဖို့ရင်းနှီးမြှုပ်နှံဖို့လူဖို့တမ်းဖို့လေးတွေခွဲခြားတာပါဒီလိုမျိုးလုပ်မှပဲငွေကြေးကကိုယ့်လက်ကနေမလွတ်မှာလို့ပြောလို့ရပါတယ်အခြေရင်းနဲ့မိသားစုကံကိုပြောရမယ်ဆိုရင်တော့2026ခုနှစ်ဟာကုန်ရာသီဘွားတွေအတွက်စိတ်တူကိုယ်တူလူတစ်ယောက်တွေ့နိုင်တယ်ဗျဘယ်ကနေတွေ့လဲဆိုတော့ဒီ line ပေါ်ကလည်းတွေ့နိုင်တယ်ခီးသွားရင်းနဲ့လည်းစုံနိုင်တယ်လှုပ်လှုပ်ရင်းနဲ့လည်းတွေ့နိုင်တယ်အဲ့ဒီလူတွေကအသက်အရွယ်ကွာဟတာလည်းဖြစ်နိုင်တယ်ကိုကကြီးတာသူကငယ်တာသူကကိုယ့်ထက်ကြီးတာကိုကငယ်တာအဲ့ဒီလိုမျိုးပဲဖြစ်နိုင်တယ်တက်တူရွယ်လူအသက်သိမ့်မကွာတဲ့လူနဲ့တော့မတွေ့နိုင်ဘူးကိုကကြီးရင်3-4နှစ်မကကြီးတယ်ကိုကငယ်ရင်4-5နှစ်မကငယ်တယ်အဲ့လိုလူနဲ့တွေ့နိုင်တယ်နောက်တော့နိုင်ငံရခြားကလူဖြစ်နိုင်ခြင်းများတယ်ဒါကတော့ဒီ single တွေအတွက်ပြောတာပေါ့နော် RS ရှိတဲ့သူတွေတော့မဟုတ်ပါဘူး RS ရှိတဲ့သူတွေ merit တွေဆိုရင်တော့စကားပြောစေချင်ရပါမယ်စကားပြောမကောင်းရင်ပြဿနာဖြစ်နိုင်ပြီးတော့ဝေးသွားနိုင်တယ်ကိုပြောမယ့်အချိန်မှာလည်းထိတိမိပြောပြမပြောသင့်တဲ့စကားကိုလည်းမပြောပါနဲ့ပြောသင့်တယ်မပြောသင့်တိတ်မနေပါနဲ့အချင်းချင်းပြန်လည်နားလည်မှုလည်းတိုးလာမယ်2026ခုနှစ်မှာ Aquarius တွေကလည်းအချစ်မှာလွတ်လပ်မှုယုံကြည်မှုကိုအရန်ကိုလိုချင်လုံးနေတတ်တဲ့နှစ်ဖြစ်လာမယ်ဗျို့စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးခန္ဓာကိုကြည့်ရင်စိတ်ကူးတွေအလွန်များတဲ့နှစ်တယောက်တည်းနေခြင်းတဲ့ချိန်တွေအရန်များတဲ့နှစ်လူတွေကြားတဲ့နေရတာကိုကအထီးကျန်နေတဲ့နှစ်ဖြစ်လိမ့်မယ်ဒီနှစ်ကဒါကြောင့်ကို
ကိုယ့်ရဲ့စိတ်တည်ငြိမ်စေဖို့တရားများထိုင်ပါခံစားချက်တွေကိုခြာရေးပါတခြင်းလေးတွေနားထောင်ပါစိတ်တည်ငြိမ်အောင်လုပ်ပါကျမ်းမာရေးကံကတော့ဒီနှစ်မှာသတိထားမယ့်အရာကအရေးပြတ်တာပါအိုးကောင်းပိုင်းဆိုင်ရာယောဂတွေသတိထားပါအာယုံကြောပိုင်းဆိုင်ရာယောဂတွေသတိထားပါစိတ်ဖြစ်စီမှုအလုပ်တွေသတိထားပါဖုံးစခရင်အလုံးမင်းကြည့်တာသတိထားပါမျက်စိယောဂဖြစ်တတ်ပါတယ်လွယ်ကူဆုံးကျမ်းမာရေးဆောင်းရှောက်မှုနည်းလမ်းတော့အိတ်ချိန်မှန်အောင်လုပ်ပါရင်များတော့ပါညနေပိုင်းလမ်းလေးပါလေးရှောက်ပေးပါဗျာ2026မှာကုန်ရောင်ဒီဘွားတွေအတွက်ကံကောင်းစေတဲ့ຢာကတော့ကံကောင်းတဲ့ရက်တွေကဘုံကူးနဲ့စနေတွေကံကောင်းတယ်ဗျာကိုအတွက်အရေးကြီးတဲ့နေ့တွေအဲ့ဒီနေ့တွေတော့ကံကောင်းစေတဲ့ရောင်လေးတွေကအပြာရောင်မဲအမဲမှာအနုရောင်လေးတွေမိုးပြရောင်လေးတွေအဲ့ဒါမျိုးလေးတွေဝတ်ပြအဲ့ဆိုလည်းအဲ့ဒီရောင်လေးတွေလွယ်အင်ကြီးပေါင်းပြီးတမို့မင်းမျိုးသမီးတွေဝတ်တဲ့ထမင်းအင်ကြီးစကတ်ဆိုလည်းအဲ့ဒါမျိုးလေးတွေဝတ်ကံကောင်းစေတဲ့ကဏ္ဍက4 9 17 22ဒီကဏ္ဍနဲ့ကံကောင်းတယ်ဒီကဏ္ဍကြတဲ့နေ့တွေရက်တဲ့အချိန်တွေမှာကံကောင်းတယ်ကိုယ်ရဲ့ပိတ်နေတဲ့ကုသကံတွေကိုပွင့်စေခြင်းတော့လူမှုရေးကုသမှုများလို့ပတ်ဝန်းကျင်မိတ်ဆွေပေါင်းတဲ့စကားများပြောအတွေးမြင်နဲ့မျှဝေပြီးဒါဆိုရင်တော့ကံကြမ္မာတွေကောင်းလာတတ်ပါတယ်တိုးလာပါတယ်2026ဟာကုန်ရာသီဘွားတွေတော့ကိုယ့်ဘဝကိုပြန်ပြီးတော့ reset ချရေးဆွဲရမယ့်နှစ်ပြုအခက်အခဲတွေတော့ရှိတယ်ဒါပေမဲ့ရှေ့ဆက်လို့ပါအောင်မြင်မှုတွေကလည်းရှိတယ်ကိုကမပြောင်းလဲနိုင်တော့ကြမယ်Aquarius တွေရဲ့အကြောင်းကိုကျွန်တော်အနေနဲ့လေ့လာမိသမျှအပြည့်အစုံလေးတော့ပြောချင်တယ်ဗျသူတို့ရဲ့ဇယိုက်စိတ်ပိုင်းဆိုင်ရာပေါ့ဗျာအလောက်ကချစ်အာသာချက်အားနည်းချက်အကုန်ပါပဲ Aquarius တွေကပြောရမယ်ဆိုရင်တော့အဓိကသူတို့ရဲ့အခြေခံသဘောတရားကလွတ်လပ်မှုကိုအရန်လိုလားတယ်သူတို့ရဲ့အတွေးခေါ်တွေကအများနဲ့ခက်ရှိနေတယ်လူသားဆန်မှုကြီးမားတယ်ဒီလိုမျိုးသင်ရဲ့မိတ်ဆွေအပေါင်းအသင်းထဲမှာရှိနေပြီဆိုရင်တော့ Aquarius လာလို့မေးလိုက်ပါသိကြပါပဲ Aquarius ဆိုတာကလေကုန်ရာသီဘွားတွေပေါ့ဗျာသူတို့ကလက်ရှိဒီခန္ဓာကိုယ်နဲ့စိတ်ကရှိနေမယ်အများနဲ့ကိုယ့်ရဲ့စိတ်ကခက်ရှိပြီးအနာဂတ်အတွက်ပဲအများနဲ့တွေးတောနေတဲ့သူဖြစ်တယ်တခြားလူတွေတောင်းတအောင်မစဉ်းစားတဲ့အရာကိုရင်စဉ်းစားတယ်။ why ဆိုတာအရင်မေးတယ်ဒီလိုလူတွေကဘာလို့လောက်တာလဲဘာကြောင့်လောက်တာလဲဒါကိုအများမေး contact တွေ့တဲ့လူတွေမယိုးဖလာထုံးတဲ့စင်တာတွေကိုစွန့်ပစ်တာကလည်း Aquarius တွေပဲဗျသူတို့ကမကြိုက်ကိုဘယ်သူကမှထိန်းချုပ်ခွင့်မပေးဘူးဘယ်ဘာသာရေးနဲ့မှလည်းထိန်းချုပ်ခွင့်မပေးဘူးဘာရိုးရယုံကြည်မှုစင်လာနဲ့မှလည်းထိန်းချုပ်မှုမပေးဘူးအဲ့ဒါ Aquarius တွေပဲဗျ Aquarius တွေကဗျသူတို့မှာပြင်ရမယ့်ချက်ကလူများအတွက်စဉ်းစားပေးပေမဲ့ကိုယ့်အတွက်ကိုတော့မေ့နေတတ်ကြတယ်ဒါ Aquarius တွေကလေသူတို့အတွေ့တွေကအမြဲတမ်းခြားလဲနေတတ်တယ်စိတ်ကူးလွန်များတယ်တယောက်တည်းနေခြင်းနဲ့စိတ်ကများတယ် Aquarius တွေကသူတို့အတွက်ဒါကြောင့်မိတိုင်းဆိုတာလိုအပ်တယ်လူသူကြားထဲမှာနေရင်းနဲ့အထီးကျန်တတ်တယ်ကိုယ်ခံစားချက်မဖော်ပြတတ်ဘူးအဲ့တော့ကိုယ့်လူတွေက introvert လို့ထင်ပါတယ်ငါ့ကိုဘယ်သူမှနားမလဲပါဘူးဆိုတဲ့ခံစားချက်ကြီးလည်းရှိနေတယ်အဲ့ဒီလိုမျိုးစိတ်ခံစားချက်ရှိပေမဲ့အပြင်ပိုင်းမှာဆိုင်ရာကြည့်ရင်တော့အားကောင်းတဲ့ပုံစံနဲ့နေတတ်တာလေကုန်ရောင်သီဘွားတွေပဲကုန်ရောင်သီဘွားတွေမှာအလုံးထူးခြားတဲ့အာသာချက်တွေရှိတာတီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတာနောက်ပြီးတော့ဘယ်လူမျိုးဘယ်ဘာသာအသားဖြူတယ်မဲ့တဲ့မခွဲဘူးသူတို့ကအားလုံးကိုတန်းတူညီမျှချစ်ခင်နိုင်တာတရားမျှတမှုတန်ဖိုးထားတာနောက်ပြီးတော့ပြောရမယ်ဆိုရင်တော့လူမှုရေးစိတ်တဲ့အရန်ပြင်းပြတဲ့လူတွေက Aquarius တွေပဲဗျသူတို့ဟာသူတို့ဘဝအတွက်ကောင်းကောင်းမွန်ရည်တည်ခြင်းနဲ့ဆိုရင်တော့လူမှုရေးနည်းပညာအနာဂတ်ဆိုင်ရာကိစ္စတွေမှာ Aquarius တွေရဲ့အတွေးမြင်ကအဓိကပါပဲအားနည်းချက်ကစိတ်ကမပူတတ်ဘူးအေးဆက်လွန်တာစိတ်ပြောင်းလဲမြန်တာအနီးကလာရင်ပြဿနာတစ်ခုနဲ့တွင်နောက်ဆုတ်တတ်တာကိုယ့်အတွင်းစိတ်ကိုတစ်ဖက်လူကကြည့်လို့မရအောင်နယံတစ်ခုလိုကာထားတာအဲ့ဒါလဲ Aquarius တွေပဲဗျကိုယ့်ချင်းကလာတဲ့သူရှိရင်ကိုယ်နဲ့ပတ်သက်လာတဲ့သူရှိရင်ဟာငါရဲ့လွတ်လပ်မှုများပျောက်ဆုံးမလားအဲ့လိုစိတ်ကကြောက်သွားတာလူချင်းကြောက်တာမဟုတ်ဘူးကိုယ့်ရဲ့လွတ်လပ်ခွင့်ဆုံးရှုံးမဲ့စိတ်ကြောက်တာအဲ့ဒါလဲ Aquarius တွေပဲဗျသူတို့နဲ့ကန့်ညီတဲ့လုပ်တွေက anti technology တွေ engineer လုပ်တွေသိပ္ပံပညာရှင်တွေသူတွေတနာပြုတဲ့သူတွေနောက်ပြီးတော့ NGO လုပ်တွေ media တွေနောက်ပြီးတော့ဘေးရင်ဆရာနက်ခတ်ဆရာတွေပေါ့နောက်ပြီးတော့ဒီအဲ့လိုလူမျိုးတွေက Aquarius နဲ့အရန်လိုက်ခတ်တယ်လိုက်ဖက်တဲ့လုပ်တွေအောင်မြင်တတ်တယ်
တယောက်တည်းလောက်ရတဲ့လုပ်တွေသူတို့လည်းပိုအောင်မြင်တယ်ပြောရမယ်အမိန်နာခံရတာကိုသူတို့လုံးဝမကြိုက်ဘူးသူတို့အတွက်အလုပ်တစ်ခုမှာသူတို့စိတ်ကူးကိုသူတို့ဖော်ပြနိုင်ခြင်းလည်းမရှိဘူးလွတ်လပ်မှုလည်းမရှိဘူးဆိုရင်သူတို့ကပြင်းလာပြီးမကြိုက်တော့အဲ့ဒီလုံးမှာမနေချင်တော့ဘူးကဲ Aquarius ရဲ့အခြေအပုံစံကြည့်အောင်ဗျပထမဆုံးသူတို့ကမိတ်ဆွေလို့ခင်တယ်နောက်မှစိတ်ချင်းနေတယ်ရှင်းရင်လည်းတယောက်တည်းပဲဆွဲမြဲချစ်တယ်ပြဿနာဖြစ်တဲ့ချက်ကသူ့စိတ်ခံစားချက်မထုတ်ပြတာသူချစ်တဲ့သူကိုလည်းလွတ်လပ်ချင်တယ်ဒါပေမဲ့သူ့နာကိုကတ်လို့ရင်လည်းထွက်ပြေးချင်တယ်အဲ့ဒါ Aquarius ပဲဒါကြောင့် Aquarius ကုံရံဒီဘွားတွေကိုချစ်မယ်ဆိုရင်မချုပ်ချင်တဲ့နားလည်ပေးဗျသူတို့ကမိတ်ဆွေများတယ်လူကြားထဲမှာလည်းလူချိုက်များတယ်ဒါပေမဲ့ဗျာသူတို့နဲ့ရင်မကြီးနေတဲ့သူကအရန်နေတယ်သူတို့ဘောကမိတ်ဆွေက2ယောက်3ယောက်ထပ်ပြင်ပုံမရှိဘူးနာမည်ကျော်ဒီ Aquarius ရာသီကွင်းဘွားတွေကဘာတူလဲဆိုတော့ကုံရာသီဘွားတွေပါဗျာ American 16နှစ်သမ္မတကြီး Abraham Lincoln Charles Darwin Thomas Edison Oprah Winfrey Bob Marley သူတို့ကနာမည်ကြီး Aquarius တွေဖြစ်ပါတယ်သူတို့တော့ဘွားတင်ငန်းစာကလူတွေကိုကယ်နိုင်ဖို့ကိုမပြောက်ဆုံးပါနဲ့လူတွေအတွက်စဉ်းစားရင်ကိုယ်ခံစားကြောင်မဖုံးကွယ်ပါနဲ့လို့ပြောချင်ပါတယ်သူတို့ကအနာဂတ်ကိုမြင်နိုင်တဲ့သူလူသားတွေကိုချစ်နိုင်တဲ့သူဒါပေမဲ့ကိုယ်စိတ်ကိုတော့နားမလည်နိုင်တဲ့သူလို့ပဲပြောရမှာဖြစ်ပါလေဒီကုံရာသီဘွားတွေကဗျာမွေးနေ့နဲ့မွေးရက်အလိုက်စိတ်ကူးနဲ့စရိုက်ကလည်းကွဲပြားမှုတွေရှိတယ်ဗျဇန်နဝါရီ20ကနေ29ကြာမွေးဖွားတဲ့အစောပိုင်းကုံရာသီဘွားဆိုရင်ပြောရမယ်ဆိုရင်တော့အမြင်နဲ့ရှေ့ရမ်းပြည့်တယ်ကြည်ထွင်ဖန်တီးမှုလုံးမြင်ပါတယ်လူတွေနားမလည်နိုင်တဲ့တွေးတွေများတယ်သူတို့စီကံကာလနာတမနာမကြိုက်ဘူးစကားနဲ့တယ်ဇန်နဝါရီ30ရက်နေ့ဖေဖော်ဝါရီ10ရက်နေ့ကြာမွေးဖွားတဲ့ကုံရာသီဘွားတွေဆိုရင်အတွေးနဲ့လက်တွေအမြဲတမ်းညီတယ်ခေါင်းဆောင်မှုပေးနိုင်တယ်လူမှုရေးနားလည်းစီကံလည်းသိတယ်လွတ်လပ်မှုလည်းလိုလားတယ်ဖေဖော်ဝါရီ9ကနေ18ကြာမွေးတဲ့ Aquarius နောက်ဆုံးပိုင်းမွေးတဲ့သူတွေဆိုရင်တိတ်ဆိတ်နေတဲ့တာဝန်ယူမှုတာဝန်ခံစိတ်မှုအရန်မြင့်ပါတယ်စိတ်ကနှက်ရှမ်းတယ်ခံစားချက်ကိုဖုံးထားတယ်အတွင်းစိတ်အရန်ပြင်းပြတဲ့သူတွေဖြစ်ပါတယ် Aquarius တွေနဲ့ကိုက်ညီတဲ့ရာသီကွင်းတွေကတော့ Gemini တွေပါစကားလည်းတူတယ်အတွေးခေါ်လွတ်တာလည်းတူတယ်မပင်ပန်းတတ်ဘူးသူတို့ရဲ့အတူနေမပင်ပန်းဘူးနောက်တစ်ခုက Libra တွေစိတ်ချင်းညီတယ်အမြဲတမ်းတရားမျှတမှုတွေတူတယ်နောက်ပြီးတော့သူတို့ရဲ့အခြေအရကလည်းတူတယ် Sagittarius တွေလွတ်လပ်မှုကိုလိုလားတာတူတယ်ခီးသွားတယ်တူတယ်အတွေ့အကြုံတွေလိုလားတာတူတယ်နောက်တစ်ခုကကြတော့ Leo တွေအာယုဆိုင်မှုတွေလိုလားတယ် Aquarius တွေလိုပဲလွတ်လပ်ချင်တယ်နောက်တစ်ခုက Scorpio တွေဒါက Aquarius နဲ့မတည့်တဲ့လူတွေပေါ့ဗျာ Scorpio ကကိုယ့်ကိုပိုင်ဆိုင်နေတယ် Aquarius ကတော့ဖျောက်ပြေးခြင်းတယ် Aquarius နဲ့မကိုက်ညီဆုံးပါကတော့ Taurus ကစီကံရမ်းကြည့်တယ် Aquarius ကပြောင်းလဲမှုလိုလားလုံးဝမကိုက်ညီဘူးနောက်တစ်ခုကကံကာတွေကကြတော့ခံစားချက်ကအရန်နဲ့ဆိုင်တယ်သူတို့ကဖွင့်ဟတာလိုချင်တယ် Aquarius တွေကမပြောဘူးဒါကွာဟာချက်ရှိတာပေါ့ဗျာတကယ်လို့မိတ်ဆွေကအမျိုးသားဆိုရင်တော့ Aquarius ဘွားဆိုရင်စိတ်အေးလက်ရည်နိုင်တဲ့သူစကားနေတဲ့သူတတိကြီးချစ်တဲ့သူချုပ်ချိန်မကြိုက်ဘူးထွက်ပြေးခြင်းစိတ်များတဲ့သူစိတ်ထဲကနေပြောနေတဲ့စကားတွေကအများကြီးပဲအဲ့ဒါ Aquarius အမျိုးသားတွေအချစ်ကိုစိတ်နဲ့ခံစားတယ်တကယ်လို့မိတ်ဆွေကအမျိုးသမီးဆိုရင်တော့အမြင်ပြတ်သားတယ်ကိုယ်ပိုင်အမြင်နဲ့ပဲအရာရာကိုဆုံးဖြတ်တယ်ကိုကမချစ်တော့ချက်ချင်းဖြတ်တတ်တယ်ကိုကချစ်ရင်မိတ်ဆွေလိုမောင်နှမပေါင်းတင်လို့အမြဲရင်မကြီးနဲ့ကိုခံစားပေးချက်တယ်အချစ်ကိုညံနဲ့ရွေးတတ်တယ်အဲ့ဒါ Aquarius အမျိုးသမီးတွေပဲဖြစ်ပါတယ်ကဲမိတ်ဆွေသင်ကဘယ်နေ့မှမွေးတာလဲဇန်နဝါရီ20ကနေဖေဖော်ဝါရီ18ထက်ကြာမွေးတဲ့သူဆိုရင်တော့ Aquarius ကုံရာသီပွားပဲဖြစ်ပါတယ်လေ့လာကြည့်ပါ